ကယ်လာဘယ်လောက်လှလိုက်ရွှေရောင်ဝတ်စုံလေးနဲ့ပေါ်ဝါဖြူလေးတွေနဲ့ဟုတ်တယ်တော့ကြည့်ရတာဘလက်ခင်းမင်္ဂလာတကယ်ချက်တည်ရှိတယ်ဟုတ်လားဟုတ်တယ်ချက်တည်မရှိဘူးလားချက်တည်ရှိတာဟောချက်တည်ရှိတယ်ဆိုမင်းအခုကတော့သွားနေလေဘာဖြစ်လို့လဲမင်းတော့ချက်တည်ရှိပါလေပြောနေပါမင်းဘာလို့ချက်တည်ရွေးတော့နားကြိုက်တာတော့တော့တော့ပိစံမှာချက်တည်ရွေးပါရင်တော့ပြောပြီးတယ်ပြောပြီးလားပေါ်ဝါလေးနဲ့ညာလူရှင်တော်တွေလည်းဟုတ်တယ်ဟေးပြောပြီးGood morning မင်းမပြတ်သေးပါအလီတွေရလင်းနေတယ်အဲ့လောက်ဆိုတိတိပါမင်းတော့မင်းတော့ခင်းတာမလို့ခင်းနေအောင်အဲ့လောက်ဆိုတိတိပါမင်းနေနေကိုကြလို့ရတယ်ကဲဟာလူရှင်တော်လည်းကောက်မယ်လာလူရှင်တော်လည်းကောက်အောင်6ရောလာကဲလူရှင်တော်လည်းတော့မဟုတ်တော့မောင်လေးမတော့ကြဟမ်ဟာမင်းတော့ကျွန်တော်လည်းကြောက်ပါကျွန်တော်ဘာလို့ကောက်လဲမင်းဒါစီကောဖက်မကလို့ရအောင်လားလာဆက်နေလေကျွန်တော်တို့လူရှင်တော်ကျတော့ကျွန်တော်တို့အစိုးရရစပြီးတော့ပြေးခိုင်းလိုက်မယ်နော်မင်းများပတ်တော့မင်းများမောအောင်အစိုးရပါတယ်ဆိုရင်ကောင်းတယ်တော့ငါဆိုပေးအောင်လို့ချင်းရတယ်ကျွန်တော်မှကျွန်တော်ဆိုနေလားခါတော့ဒီမှာကောင်ကြီးနဲ့ဝါချလာပြေးရလာစပ်ပြီးတော့ပြေးမယ်ဒါဆိုတော့မိုက်အတန်လာဟုတ်လားဒါနဲ့မောင်လေးနဲ့ကြည့်ရအောင်ကျွန်တော်တို့ဘာလို့လဲဆိုတော့ဟိုနောက်ကလင်းအောင်နဲ့နေလုံးနဲ့ထွက်လာပြီဆိုတော့လေကဲစမယ်နော်လာတာတဲ့Hey, honey,